အလွန်စောပတိတေဖွယ်လို့ဒီအိတ်တန်းပြငကလေးများရဲ့သူကိုလွမ်းနေပျော်ပြပေးခဲ့ပန်းတော့သူလေးရှိရဲ့သူအရဲ့စီဟိုတချိန်ကသူလေးရှိရာရွှေမြေတီတစ်ပေါင်းလောက်ပွဲတော်မှာနှကိုသစ္စာထားရှာတပံပေါင်းဖတ်ဖို့ရာစုပန်းချွေထားကညမရချရဲ့စုံစည်းခြင်းမှာဝေးဖို့ဖန်လာရဲ့အကြောင်းကမလာရဲ့ဖြူရောင်နှလုံးသားကိုမှချစ်လျက်နေဝေးတို့နဲ့ကိုဝေးခဲ့ရရှင်ကြည်ပါခွေကိုလေးရောက်ပြန်ခဲ့မယ်မရေရခရီးချမ်းနဲ့မိကန်တော်စုခင်လာမှာမောင်တယောက်ထဲဖြတ်ကျော်စူလာရဲ့ရှိဘုံစံမင်းသမီးလေးကိုကုန်းရွက်တွေနဲ့လဲအမြဲဖြစ်ရပါစီမယ်အေးရမခံတဲ့မင်းကိုအမြဲလွမ်းနေစောင့်ကြနေတော့အေးရကံကောင်းပတ်တော်သူလေးနဘေးမှာအလွန်စောပတိတေဖွယ်လို့ဒီအိတ်တန်းပြငကလေးများရဲ့သူကိုလွမ်းနေပျော်ပြပေးခဲ့ပန်းတော့သူလေးရှိရဲ့သူအရဲ့စီဟိုတချိန်ကသူလေးရှိရာရွှေမြေတီတစ်ပေါင်းလောက်ပွဲတော်မှာနှကိုသစ္စာထားရှာတပံပေါင်းဖတ်ဖို့ရာစုပန်းချွေထားကညမရချရဲ့စုံစည်းခြင်းမှာဝေးဖို့ဖန်လာရဲ့အကြောင်းကမလာရဲ့ဖြူရောင်နှလုံးသားကိုမှချစ်လျက်နေဝေးတို့နဲ့ကိုဝေးခဲ့ရရှင်ကြည်ပါခွေကိုလေးရောက်ပြန်ခဲ့မယ်မရေရခရီးချမ်းနဲ့မိကန်တော်စုခင်လာမှာမောင်တယောက်ထဲဖြတ်ကျော်စူလာရဲ့ရှိဘုံစံမင်းသမီးလေးကိုကုန်းရွက်တွေနဲ့လဲအမြဲဖြစ်ရပါစီမယ်အေးရမခံတဲ့မင်းကိုအမြဲလွမ်းနေစောင့်ကြနေတော့အေးရကံကောင်းပတ်တော်သူလေး